ကျွန်တော်တို့ဟာဘဝရဲ့လာပါတဲ့အစိတ်အပိုင်း69ရာခိုင်နှုန်းကိုမေ့လျော့ပြီးအစင်မပြေတဲ့100ရာခိုင်နှုန်းသောအမဲဆက်ကလေးတစ်ခုတည်းကိုပဲစိုက်ကြည့်ရင်အခြေကုန်နေကြတာလားစိတ်ဝင်စားစရာဆက်လံတိတ်တွေကိုအမြဲနားဆင်နိုင်ဖို့ကျွန်တော်တို့ရဲ့ Tazin Story Channel ကို Like and Subscribe လုပ်ထားပြီးမိသားစုထဲမှာပါဝင်လိုက်ပါတခါကပညာရှိဆရာကြီးတဦးဟာသူ့ရဲ့တပည့်တွေကိုသင်ခန်းစာတစ်ခုပေးချင်တာနဲ့အတန်းထဲကိုအဖြူရောင်စက်ကူအလွတ်တရွက်ယူလာပါတယ်။အဲ့ဒီစက်ကူရဲ့အလဲတက်မှာတော့မှင်မဲနဲ့အမဲဆက်တေးသေးလေးတစ်ဆက်ချထားတာပေါ့။ဆရာကြီးကစက်ကူကိုမြောက်ပြပြီးတပည့်တွေကိုမေးလိုက်ပါတယ်။ကဲမင်းတို့ဒီစက်ကူပေါ်မှာဘာကိုမြင်ကြသလဲ။တပည့်အားလုံးကတညီတညွတ်တဲဖြေကြတာကတော့အမဲဆက်လေးတစ်ဆက်ကိုမြင်ပါတယ်ဆရာတဲ့။ဆရာကြီးကပြုံးလိုက်ပြီးထပ်မေးပါတယ်အမဲဆက်ကလွဲလို့တခြားဘာကိုမြင်သေးတယ်လဲတပည့်တွေကခေါင်းရမ်းကြပါတယ်သူတို့မျက်လုံးထဲမှာအဲ့ဒီအမဲဆက်လေးကပဲထင်ထင်ရှားရှားဖြစ်နေလို့ပါဒီအခါမှာဆရာကြီးကအခုလိုရှင်းပြပါတယ်မင်းတို့အားလုံးမှန်ပါတယ်ဒါပေမဲ့မင်းတို့ဟာတင်းငယ်တဲ့အမဲဆက်လေးကိုပဲအာယုံစိုက်နေကြပြီးဘေးပတ်ပတ်လည်မှာရှိတဲ့ကျေပြောလာတဲ့အဖြူရောင်ဧရိယာကြီးကိုတော့သတိမထားမိကြဘူးငါတို့ရဲ့ဘဝဟာလည်းဒီစက်ကူဖြူကြီးလိုပါပဲငါတို့မှာကျန်းမာတဲ့ခန္ဓာကိုယ်ရှိတယ်ချစ်ခင်ရတဲ့မိသားစုရှိတယ်နေထိုင်စရာအိမ်ရှိတယ်စားစရာအစားအစာရှိတယ်ဒါတွေဟာအဖြူရောင်ဧရိယာတွေပေါ့ဒါပေမဲ့ငါတို့ဟာဘဝမှာကြုံတွေ့ရတဲ့အစင်မပြေမှုလေးတွေငွေကြေးခက်ခဲတာလေးတွေဒါမှမဟုတ်တယောက်ယောက်ကကိုယ့်ကိုစိတ်ဆိုးအောင်ပြောလိုက်တာမျိုးစတဲ့အမဲဆက်လေးတွေကိုပဲစိုက်ကြည့်ပြီးစိတ်ညစ်နေတတ်ကြတယ်အဲ့ဒီအမဲဆက်လေးကငါတို့ရဲ့ပျော်ရွှင်မှုအလုံးကိုဖုံးလွှမ်းသွားအောင်ခွင့်ပြုလိုက်ကြတယ်လို့ဆရာကြီးကညီကုန်းချုပ်လိုက်ပါတယ်ပေးချင်တဲ့သင်ခန်းစာကတော့ပြဿနာတွေကိုလစ်လျူရှုခိုင်းတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ်မှာရှိနေတဲ့ကောင်းမွန်တဲ့အရာတွေ blessings ကိုပို့ပြီးတန်ဖိုးထားတတ်ဖို့နဲ့အကောင်းမြင်စိတ်နဲ့ကြည့်တတ်ဖို့ကပိုအရေးကြီးပါတယ်ဆိုတာပါပဲ